ကျွန်တော်ကနောက်ဆုံးကြံရစ်တဲ့သင်္ချိုင်းရှာဖွေသူတစ်ယောက်ပါမြေကြီးရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်တယ်ဖုံးရွှေပညာရက်တွေကိုသုံးပြီးမြုပ်နှံထားတဲ့အခန်းတွေကိုရှာတယ်ပြီးတော့ငါးပါးတတ်နဲ့ရှစ်ကွက်ပညာရက်တွေကိုသုံးပြီးလူတစ်ယောက်ရဲ့ကံကြမ္မာကိုဟောကိန်းထုတ်ပေးတယ်ရန်နဲ့ရင်ရဲ့လျှို့ဝှက်ပညာရက်တွေကလျှို့ဝှက်ချက်တိုင်းရဲ့အဓိကသောချက်တွေဖြစ်ပြီးတစ်ခုချင်းစီတိုင်းကကျွန်တော်တို့ရဲ့ဘိုးဘေးတွေလက်ဆင့်ကမ်းလာတဲ့လက်ရမြောက်ပညာရက်တွေပဲဒါပေမဲ့လူဖွဲ့စည်းတိုးတက်လာတာနဲ့အမျှကျွန်တော်ရဲ့ဒီကျွမ်းကျင်မှုတွေကိုတော့အယူသီးမှုတက်လို့သတ်မှတ်ပြီးလစ်လျူရှုထားကြတယ်တာဝန်နေရေးအတွက်မလွဲတာမရှောင်တာပဲရှေးဟောင်းသင်္ချိုင်းတွေကိုလိုက်ရှာတဲ့လွတ်လွှင့်တဲ့အလုပ်ကိုလုပ်ခဲ့ရတယ်ဒါပေမဲ့ဘာတွေဖြစ်လာမလဲဆိုတာကျွန်တော်မသိခဲ့ဘူးဒီတာမန်လို့ထင်ရတဲ့သင်္ချိုင်းထဲမှာနှစ်တစ်ထောင်လောက်အံ့ဩဖွယ်ကောင်းလောက်အောင်ပျက်စီးခြင်းမရှိတဲ့အမျိုးသမီးအလောင်းတစ်ခုရှိနေတယ်ပြီးတော့ဒီနေ့ဒီမျိုးသမီးအလောင်းကြောင့်ကျွန်တော်အသက်သေမလို့ဖြစ်ခဲ့ရတယ်ဝါကြည့်ရတာအလွန်လှပတာပဲနတ်မိမယ်ဘယင်မတပါးလိုပဲဟဲ့ကျွန်တော်မှာစိတ်ကူးတစ်ခုရှိတယ်ပြောတဲ့မပြောတဲ့တော့မသေးကြဘူးခင်ဗျားတို့မြင်လိုက်ကြလားကြည့်ရတာတကယ်လူလိုပဲအရေးပြားကအစအခုထိတင်းရင်းနေတော့ပဲဘယ်ကောင်စုပ်ကရဲကိုဖုံးဆက်ပြီးကျွန်တော်အစီအစဉ်ကိုဖျက်ဆီးလိုက်တာလဲတေဆန်းအဲ့ဒါကြီးမားတဲ့ကျင်းကြီးတစ်ခုပဲဇွန်ဘီပဲအဲ့ဒါဇွန်ဘီပဲဘာကျွန်တော်တော့ပြီးပြီရဲတွေရောက်လာပြီကျွန်တော်တော့ဒီမှာဆက်မနေတော့ဘူးလိမ်မနေနဲ့တေဆန်းလိန်ညာမှုပဲကျွန်တော်ကအလိန်ခံရဖို့ပတ်စံပေးနေမိတာလားနောက်ထပ်တစ်နေ့တာအချီးနှီးဖြစ်သွားပြန်ပြီးရဲဘော်ခမားမှာငကားလန်းကြောင်းနဲ့တင်းချိုင်းမြေတွေကိုရှာဖွေနိုင်တဲ့စွမ်းရည်ရှိတယ်လို့သတင်းရထားတယ်အဲ့ဒါဟုတ်လားကျွန်တော်တို့အဖွဲ့မှာခမားအကူအညီလိုအပ်တဲ့အမှုတစ်ခုရှိနေတယ်အလုံးရှုပ်နေတဲ့အရာရှိလုပ်ပေးခြင်းပေမဲ့မအားဘူးခမားတို့ဒါအတွက်အပိုးစုကြီးရကြလားကျွန်တော်မြင်တဲ့လောက်တော့ခမားကလူငါပြီးရှိုးပြခိုင်းတဲ့လိန်ညာသူတက်ပဲအခုတော့ကျွန်တော်တို့ကိုလာညှိနှိုင်းနေပြန်ပြီးခမားတို့လိန်ညာသူလို့ခေါ်ခြင်းခေါ်တာပေမဲ့ကျွန်တော်အတက်ပညာကိုစော်ကားတာကိုတော့လက်မခံနိုင်ဘူးနန်းချမ်းကလေစိတ်ဆောက်လုပ်ရေးစီမံကိန်းအကြောင်းပြောဖို့ရောက်လာတာမလားခမားဘလို့သိတာလဲနန်းချမ်းလေစိတ်ဆောက်လုပ်ရေးကမြေအောက်မှာတင်းချိုင်းတစ်ခုတွေးလို့တဝက်မှာရပ်ထားရတာလေကျွန်တော်နေရာအနှံ့ရှာကြည့်ပေမဲ့အဝင်ပေါက်အတိအကျကိုမတွေးခဲ့ဘူးပိုစမ်းတာကတော့ဆောက်လုပ်ရေးအလုပ်သမားတွေတရားစင်ကျော်ဘာအကြောင်းပြချက်မှမရှိပဲပျောက်ဆုံးနေတာပဲဒါကကျွန်တော်တို့လှုပ်ဝက်ထားတဲ့မျိုးရိုးဗီဇပဲကျွန်တော်တွက်ချက်ထားတာပေါ့မဖြစ်နိုင်တာဝါအော့စ်ကအဲ့ဒါမျိုးလုံးနိုင်တာလားမစ္စတာလင်ကိစ္စကဒီလိုပါကျွန်တော်တို့နိုင်ငံကကျွမ်းကျင်သူတိုင်းကိုတိုင်ပင်ပြီးဘယ်သူမှတင်းချိုင်းနေရာကိုမရှာနိုင်ခဲ့ဘူးသူတို့အားလုံးကတင်းချိုင်းရှာသူတွေရဲ့ရွှေထိပညာရက်မျိုးလိုအပ်တယ်လို့ပဲပြောကြတယ်ကျွန်တော်တို့ကအွန်လိုင်းမှာကြည့်ရင်းနဲ့ခမားလွှင့်တာကိုတိုက်ဆိုင်စွာပဲမြင်လိုက်ရတာခမားမိုးချင်းရှောင်းဝေးအကြောင်းရှင်းပြနေတာကိုမြင်ပြီးတော့မှဒီကိုတမင်တက်လာခဲ့တာဥထုတ်ဦးလေးကျွန်တော်တို့ဒီလိုကောက်ရိုးတမြင်ကိုမကင်ထားသင့်ဘူးမင်းမို့လို့လိန်ညာသူစီမှာအချိန်ဖြုံးနေတာထက်ဖုံးရွှေစရာကိုပဲတိုင်ပင်တာပိုကောင်းမယ်ဟုတ်တယ်ဒီလိန်ညာသူကိုပဲဖယ်ထားလိုက်စမ်းပါသူ့ကိုအချိန်တွေထပ်မဖြုံးခိုင်းပါနဲ့သူ့ကိုဖမ်းပြီးထောင်ထဲသာပစ်ထည့်လိုက်ပါဘသူကလိန်ညာသူလဲဆိုတာငင်းခုန်နေတာရက်လိုက်ကြစမ်းပါဒီနေ့တော့တကယ်အရေးချင်းဆိုတာဘာလဲဆိုတာခမားတို့ကိုပြပေးမယ်ငကားကိုရှာတယ်ရွှေနေရာကိုရှာတယ်တောင်လန်းကျောင်းတွေကိုဖတ်တယ်ပေါ့နင်းအဆင့်တိုင်းကအတားအဆီးတစ်ခုပဲတစ်ခါတကားပိတ်လိုက်ရင်ဘလူးတွေထွက်လာတတ်တယ်ဒီနက်အိုင်းနဲ့အနေရတွေကိုမရှင်းပြတဲ့၍တော့ရင်းနဲ့ရန်တန်တရားထဲမှာပဲပိတ်မိနေအောင်မယ်ကောင်းပြီခမားတကယ်ကိုကျွမ်းကျင်ကျင်လုပ်တတ်တာပဲကျွန်တော်လုံနိုင်ုံနေမကဘူးဒီနယ်ပယ်မှာတကယ်ထိတ်တန်းကျွမ်းကျင်သူပါကျွန်တော်ကရှေးဟောင်းသုတေသနညာနဲ့မဟာဘွဲရထားတာဒီအကြောင်းဆိုရင်ကျွန်တော်ကိုမိမဲသူမရှိဘူးလင်မိုကဖျော်ဖြေရေးအတွက်ပဲဒရာမာတွေဖန်တီးနေတာသူ့မှာတကယ်အရေးချင်းဆိုတာတစ်စက်မှမရှိဘူးအရာရှိကျွန်တော်သာမလုပ်ခဲ့ရင်ကျွန်တော်မမှားဘူးဆိုရင်ခမားတို့ငှားထားတဲ့ဆရာကပြောင်းပြန်တကားလက်ဖက်ရည်ကွက်နီးလန်းကိုသုံးခဲ့ပေမဲ့နေရာသတ်မှတ်ချက်နဲ့စက်မှုနည်းပညာအမှားတွေကြောင့်နောက်ဆုံးမှာရှုံးသွားခဲ့တာမလားပြီးတော့ခြံတောင်ကိုမမြင်ညှိခင်ကအဲ့ဒီမှာရေကန်တစ်ခုရှိခဲ့သေးတယ်မဟုတ်လားအဲ့ဒီဆရာကရေကန်ကိုမြင်လိုက်တဲ့အခါအယမ်းဝမ်းသာသွားပြီးသတိလွတ်သွားတာလားကျွန်တော်ကအဲ့ဒီတော်ဒီနေ့အတိုင်းတင်းချိုင်းကိုတူးဖို့ပြောထားပေမဲ့တလကျော်စူးစမ်းပြီးတာတောင်တင်းချိုင်းနေရာကိုလမ်းစတောင်မတွေ့ခဲ့ရဘူးခမားဓာတွေကိုဘလို့လို့အဲ့လောက်ကောင်းကောင်းသိနေတာလဲကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့အခြေအနေကခမားပြောသလိုပါပဲပေစန်းလင်းမိုးတကယ်သိနေတာပဲကျွန်တော်ရှေးဟောင်းသုတေသနမဟာဘွဲရပါကျွန်တော်မြင်တဲ့လောက်တော့သူကန်ကောင်းပြီးမှန်သွားတာပဲဖြစ်မယ်လူကြီးမင်းတို့ခေတ်တွေပြောင်းသွားပြီးကျွန်တော်နန်ချမ်းကိုကွင်းစင်းမလေးလာခဲ့ပေမဲ့မြေပုံကိုကြည့်ုံနဲ့နေရှင်းရှင်းလင်းလင်းမြင်နေရတယ်ခမားတို့ငှားထားတဲ့ဆရာကျွန်တော်ရေကန်ကိုမြင်တယ်သူတို့ကတင်းချိုင်းနေရာကိုရှာတွေ့ပြီးထင်ခဲ့တာဒါပေမဲ့အဲ့ဒါကတင်းချိုင်းပိုင်ရှင်ကသူတို့ကိုလမ်းတွဲဖို့လှုပ်ထားတဲ့အတူတက်ပဲဒါကြောင့်ခမားတို့ဝင်ပေါက်ရှာမတွေ့ပဲရုန်းကန်နေရတာပေါ့ဒီတောင်တန်းမှာတင်ငကားလန်းကျောင်းပေါင်း25ခုကျော်ရှိတယ်တကယ်ကိုကြောက်မက်ဖွယ်ကောင်းတဲ့ငကားကြီးပဲအကယ်၍ဒါတကယ်ငကားကြီးဆိုရင်သူ့ရဲ့စွမ်းရည်နှစ်သာရအနေနဲ့ရင်းညစ်ရေကန်ကိုဘလို့များလက်ခံနိုင်ပါမလဲမြေပုံတစ်ခုတည်းကိုကြည့်ပြီးဒီလောက်အထိအသေးစိတ်ပြောနိုင်တာအံ့ဩဖို့ကောင်းလိုက်တာတရုတ်ပြည်မှာတကယ်ပါရမီရှင်ရှိနေတာပဲမစ္စတာလင်ခမားရဲ့သုံးသက်ချက်ကတိကျလွန်းတယ်ခမားကိုကျွန်တော်တို့ရဲ့တောင်ပိုင်းမြို့တော်ပြည်နယ်လုံခြုံရေးဗျူရိုကိုဖိတ်ခေါ်ခြင်းပါတယ်လမ်းညွှန်မှုကိုမျှော်လင့်နေပါမယ်နိုင်ငံရဲ့ကံကြမ္မာအတွက်တာဝန်ယူရတာနိုင်ငံသားတယောက်အနေနဲ့မသင့်တော်ဘူးလားမဖြစ်ဘူးလုပ်ပေးနိုင်ပါတယ်ပတ်စံပို့ပေးပါပါမောက္ခကျွန်တော်တို့စောင့်နေတာ2 နာရီရှိပြီဘသူကိုစောင့်နေတာလဲသူကဘသူမို့လို့ပါမောက္ခကိုဒီလောက်အထိစောင့်ခိုင်းရတာလဲရှောင်းချမ်းကစကလုံးတွေတုံးတက်ပါတယ်ဒါပေမဲ့သူ့ကိုစောင့်မနေပါနဲ့တော့ရှေးဟောင်းသုတေသနကိုထားလိုက်ပါတော့ချီဘရင်တင်းချိုင်းဘယ်မှာလဲဆိုတာတောင်ကျွန်တော်တို့မသိဘူးလေဟုတ်တယ်ပါမောက္ခခမားကပညာရှင်လေခမားတောင်ဒီပြဿနာကိုမဖြေရှင်းနိုင်ရင်နောက်ထပ်ဘသူကဖြေရှင်းနိုင်မှာလဲသူကနိုင်ငံခြားကရှေးဟောင်းသုတေသနညာရှင်များဖြစ်နေမလားအမျိုးသားလုံခြုံရေးဗျူရိုဒါရိုက်တာကသူကလူငယ်လေးတယောက်လို့မပြောခဲ့ရင်လားတိစန်းဒီမှာရှေးဟောင်းသုတေသနပညာရှင်တွေအများကြီးရှိနေတာ
ခမားလိုကလေးတစ်ယောက်ကဘာများအသုံးဝင်ပါလဲခမားတို့အားလုံးကကျွန်တော်တို့ဗျူရိုရဲ့ထိပ်သီးတွေပါချီဘရင်တင်းချိုင်းထဲဝင်တာကလွယ်ကူနိုင်တယ်လို့ပေချင်းတရားနဲ့နီးကပ်သွားနိုင်တာလည်းဖြစ်နိုင်တယ်ဘယ်သူမှတက်အံ့မပြောနိုင်ဘူးဘာပဲဖြစ်ဖြစ်ခမားတို့အားလုံးပါမောက္ခစုနဲ့နေပိုကာကွယ်ဖို့အစွမ်းကုန်စူးစမ်းပေးကြပါចောင်းသားတွေရဲ့လုံခြုံရေးအတွက်ပေါ့ဟုတ်ကဲ့အရာရှိကောင်းပြီတကယ်ကျွမ်းကျင်သူတစ်ယောက်နဲ့တွေ့ရတော့မဲပုံပဲတေဆန်းအဲ့ဒီကလေးကပါမောက္ခကိုလာကြိုခိုင်းရတာပဲနောက်မှချီဘရင်တင်းချိုင်းအဝင်ပေါက်ကိုမရှာနိုင်ရင်တော့သူ့အသေးပဲသူ့ကိုကျွန်တော်ဘယ်လိုကင်တွယ်မလဲကြည်ထားလင်မိုခမားအကြောင်းအများကြီးကြားထားရတယ်ပါမောက္ခခမားကလည်းယူကျိုးလုံးပါတယ်လင်မိုဒါကကျွန်တော်တို့ရဲ့ရှေးဟောင်းသုတေသနအဖွဲ့ပါကြည်ကောင်းတယ်မဟုတ်လားကျွန်တော်ရှေ့မှာရှိနေတဲ့ရှေးဟောင်းသုတေသနအဖွဲ့ကိုတစ်ချက်ကြည့်လိုက်တယ်ပြောရရင်တော့ကျွန်တော်မကျေနပ်ဘူးဒါကစုံစီအဖွဲ့နဲ့ဘာမှမထူးခြားဘူးသတိထားတင်းချိုင်းတူတာကကလေးကစားစရာမဟုတ်ဘူးအိမ်ထဲမှာရှိတဲ့ဇွန်ဘီတွေနဲ့ထူးဆန်းတဲ့တတဝါတွေကတာမန်လူတစ်ယောက်ရဲ့အသက်ကိုလွယ်လွယ်လေးယူသွားနိုင်တယ်လက်နက်ကင်အထူးတပ်ဖွဲ့ဝင်9ယောက်နဲ့တောင်ဒီလိုကာကွယ်မှုကခပ်ပါပါရေခဲပြင်ပေါ်လမ်းလျှောက်နေရတယ်လို့ပဲကျွန်တော်ပို့ပြီးစူးစမ်းရတော့မဲ့ပုံပဲကျွန်တော်လက်လွှင့်တာနဲ့10စက္ကန့်အတွင်းမှာပဲလူ9000လောက်ရောက်လာတဲ့အားလုံးပဲကျွန်တော်တောင်ပိုင်းမြို့ကိုရောက်ပြီးပြည်နယ်လုံခြုံရေးဗျူရိုနဲ့သဘောတူညီချက်ရရှိသွားပါပြီနောက်တစ်ဆင့်အနေနဲ့ကျွန်တော်ဖုန်းရွှေနည်းပညာကိုပြပြီးဘရင်တင်းချိုင်းအတွင်းပိုင်းကိုဖော်ပြပေးသွားပါမယ်ဒီစကားတွေပြောပြီးတာနဲ့လေးကပောက်ကွဲသွားပြီး screen ပေါ်မှာအံ့ဩနေတဲ့တုံ့ပြန်မှုတွေနဲ့ပြည့်သွားတယ်လက်ထဲကစိတ်အားထက်သန်တဲ့ပရိသတ်တွေနဲ့မတူပဲအနားမှာရှိနေတဲ့ဝမ်ချန်ဘာကကျွန်တော်ရွှေနဲ့တင်းချိုင်းနေရာကိုရှာဖွေတဲ့အမှုပညာကိုဓာတ်ရိုက်ပြမယ်လို့ပြောတာကိုကြားတော့သူကချက်ချင်းပဲဒီမှာရှေးဟောင်းသုတေသနရှင်တွေအများကြီးရှိနေတာခမားကအယူသေးတာတွေကိုပဲပြောနေအောင်မလားလို့လှောင်ပြောင်တယ်ခမားကတင်းချိုင်းရှာဖို့ဖုံးရွှေကိုပဲသုံးမလို့လားအဲ့ဒါရေစရာကောင်းတယ်လို့မထင်ဘူးလားဝမ်ချန်ဘာရဲ့လှောင်ပြောင်မှုကိုဂယုမစိုက်ပဲကျွန်တော်အိမ်မြောင်ကိုထုတ်ပြီးတောင်ကုန်းဘက်ကိုထွက်လာခဲ့တယ်အိမ်မြောင်အက်ကလဲနေပြီးပတ်ပတ်လဲကတောင်တန်းတွေကအထွတ်တစ်ခုကိုမိမောင်းထိုးပြနေတဲ့အိပ်ပျော်နေတဲ့စိမ့်လန်းနဲ့ငကားတစ်ကောင်နဲ့ဆင်တူတဲ့ငကားတွေကရွှေတွေကိုလောင်ကျွမ်းပြီးဇင်ပရိသတ်တွေကိုအနိုင်ယူလိုက်တယ်တန်ဃာတွေကတရားအားထုတ်ရာကထွက်လာတဲ့တကားတွေပိတ်လိုက်ပြီးပကြီးကားတစ်ချက်ပေါ်လာတဲ့အခါရင်းနဲ့ရမ်းရှိကွက်ပုံစံတွေကစိုးရတဲ့ပုံစံနဲ့ပေါ်လာတယ်ကျွန်တော်တိုးတိုးလေးရေရွတ်လိုက်တဲ့အချိန်မှာအိမ်မြောင်အက်ကရှိကွက်ကိုဖြတ်ပြီးလဲနေတယ်အဲ့ဒါကိုမြင်တော့ကျွန်တော်မူအရာချက်ချင်းပြောင်းသွားတယ်အယူရဲ့ငကားကလှန်သွားပြီးတစ်ချိန်တည်းမှာပဲ lift ထဲကပရိသတ်တွေကအသက်ရှူမကုန်နေဘာဖြစ်တာလဲလင်းမူဘာလို့ဒီလောက်စိတ်တူနေတာလဲစင်ပြေရဲ့လားကျွန်တော်မျက်လုံးကိုတိတ်တိတ်လေးမှိတ်လိုက်တယ်မမြင်နိုင်တဲ့ဘက်ရပုံစံတစ်ခုကကျွန်တော်ဘက်လဲမှာဖြစ်ပေါ်လာတယ်တခဏအတွင်းမှာပဲတောင်ပိုင်းမြို့မြောက်ဘက်ကတောင်တန်းတစ်လျှောက်လုံးကိုဖမ်းယူလိုက်ပြီးအနောက်မြောက်ဘက်ကိုဥတီတဲ့နေရာကိုရှာတွေ့သွားတယ်တောင်တန်းတစ်ခုကကျွန်တော်စိတ်ထဲမှာချက်ချင်းဖြစ်ပေါ်လာပြီးအဲ့ဒီနေရာနဲ့အတိအကျကိုက်ညီနေတဲ့ဒီတောင်တန်းမှာတစ်ပင်တွေအလွန်ထူထပ်ပြီးအအနေထားကသိန်းလန်းနဲ့ငကားပုံစံကိုအနောက်တောင်ဘက်ကိုဥတီပြီးရေးဆွဲထားတယ်အဲ့ဒီနဲ့ဆင်တူတဲ့တောင်တန်းတစ်ခုကကျွန်တော်စိတ်ထဲမှာပေါ်လာပြန်တယ်ဒါပေမဲ့ဒီတစ်ခုကတော့တစ်ပင်တွေတိတ်မရှိဘူးပုံစံကခုံအုပ်ဖို့ဆောင်နေတဲ့ကြားတစ်ကောင်နဲ့တူတယ်အနောက်ဘက်ကိုမျက်နှာမူထားပြီးဘဲဘက်မှာအယိုးငကားညာဘက်မှာအဖြူရောင်ကြားရှိနေတယ်တဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်လားတော့မသေးချဘူးအနောက်ဘက်တဲ့မှာရှိတဲ့အယိုးငကားတောင်တန်းကအယိုးငကားတောင်ကျောနဲ့ကြားထိုင်တောင်ကစွမ်းရည်တွေကိုစုပ်ယူနေတယ်အဲ့ဒီအချိန်မှာပဲပါမောက္ခစုကတိတ်ဆိတ်မှုကိုဖြိုခွဲပြီးချီဘရင်တင်းချိုင်းအဝင်ပေါက်ကိုရှာတွေ့ပြီလားလင်မိုးလို့မေးတယ်အနောက်ဘက်တဲ့မှာပါဒါကတကယ့်ကိုအံ့ဩဖို့ကောင်းတယ်ပြီးခဲ့တဲ့လတွေအတွင်းမှာကြအားခဲ့ရသမျှတဲ့အကောင်းဆုံးသတင်းပဲအကောင်းဆုံးသတင်းသူတကယ်ရှာတွေ့တာလားဒါမှမဟုတ်တမင်လိန်ပြောနေတာလားဘယ်သူသိမှာလဲသူကျွန်တော်တို့ကိုလှည့်စားနေတာဖြစ်နိုင်တယ်အယိုးငကားတောင်ပေါ်မှာကျွန်တော်ရှေးဟောင်းသုတေသနအဖွဲ့ကိုဦးဆောင်ပြီးလက်နက်ကင်အထူးတပ်ဖွဲ့တွေနဲ့အတူချီဘရင်တင်းချိုင်းအဝင်ပေါက်ကိုရှာဖွေဖို့စတင်ခဲ့တယ်အထူးတပ်ဖွဲ့ဝင်2ယောက်ကလမ်းရှင်းဖို့ရှေ့ဆုံးကသွားပြီးကျန်တဲ့သူတွေကအနီးကပ်နောက်ကလိုက်ခဲ့ကြတယ်ဘူဖွဲ့နောက်မှာသတိထားပြီးနေပါအထူးတပ်ဖွဲ့ဆိုတာဒီလိုပဲလုံခြုံစိတ်ချရတဲ့ခန်းစားချက်အဝင်ပေါက်ကိုမြန်မြန်ရှာတွေ့မှဖြစ်မယ်မဟုတ်ရင်တော့ကိစ္စတွေပိုကြီးလာလိမ့်မယ်အထူးတပ်ဖွဲ့ဝင်2ယောက်ခြုံရွယ်တွေကိုခုတ်ထွင်ပြီးတဝက်လောက်ရောက်တဲ့အခါကျွန်တော်အားလုံးကိုရက်ဖို့အချက်ပေးလိုက်တယ်ကျွန်တော်လော့ရန်ပေါက်တူးကိုထုတ်လိုက်တယ်လော့ရန်ပေါက်တူးကိုမြေကြီးထဲဒေါင်လိုက်ထိုးချလိုက်ပြီးပြန်ဆွဲထုတ်လိုက်တဲ့အခါမြေကြီးတွေပြည့်ပါလာလိမ့်မယ်ကျွန်တော်မြေကြီးတစ်စုပ်ကိုယူပြီးအနံ့ခံကြည့်တယ်ဒီလုပ်ရက်တွေကိုထက်ခါတလဲလဲလုပ်နေတာကိုလူတိုင်းကဘာဖြစ်နေတာလဲဆိုပြီးနားမလည်ဖြစ်နေကြပြီးပါမောက္ခစုကလည်းစိတ်ရှုပ်ထွေးစွာနဲ့မေးလာတယ်ဟေ့ခမားဘာလုပ်နေတာလဲကျွန်တော်ရှာနေတာမှန်ရဲ့လားပြီးတော့လော့ရန်ပေါက်တူးကိုမြေကြီးထဲနောက်တစ်ခါဒေါင်လိုက်ထိုးချလိုက်တယ်ဒီတစ်ခါတော့ပေါက်တူးပေါ်မှာသွေးရောင်မြေကြီးတွေပေးကျန်နေတယ်ဘာဖြစ်တာလဲအားလုံးကြည့်ကြစမ်းပါဘာလို့မြေကြီးကသွေးရောင်ဖြစ်နေတာလဲအရန်ကြောက်စရာကောင်းတယ်ကျွန်တော်ရှေးဟောင်းသုတေသနပညာနဲ့တစ်သက်လုံးနေလာတာဒါမျိုးတစ်ခါမှမမြင်ဘူးတကယ်ပဲထူးခြားတဲ့အရာတစ်ခုခုဖြစ်ပျက်နေတာလားမဟုတ်ရင်တော့ဒီမြေကြီးကဒီလောက်အထိအနီရောင်ဖြစ်နေဖို့အကြောင်းမရှိဘူးဟုတ်တယ်ပါမောက္ခပြောတာမှန်တယ်လင်မိုဒီမှာဘာတွေဖြစ်နေတာလဲခမားတီလားချီဘရင်တင်းချိုင်းကဒီတောင်တန်းအောက်မှာတဲ့ရှိတယ်ဒါပေမဲ့ဒီနေရာကသွေးကြောက်တင်းချိုင်းလည်းဖြစ်နေတယ်သွေးကြောက်တင်းချိုင်းချီဘရင်တင်းချိုင်းဒီတောင်တန်းအောက်မှာရှိတယ်လို့ကျွန်တော်ပြောတာကိုကြားတော့သူတို့ဝမ်းသာဖို့အချိန်တောင်မရလိုက်ဘူးကျွန်တော်ကြောက်မက်ဖွယ်နာမည်ကိုကြားလိုက်ရတယ်သွေးကြောက်တွေထည့်ထားတဲ့တင်းချိုင်းလိုပဲပါမောက္ခဆိုရဲ့မျက်နှာကချက်ချင်းမင်းမောင်သွားပြီး live တွေကပရိသတ်တွေလည်းစိုးရိမ်လာကြတယ်နှင်းလောင်းနဲ့ဇွန်ဘီဘဲကောင်ကပိုတန်ပါမယ်လို့ထင်လဲကျွန်တော်ဆိုရင်ဇွန်ဘီလို့ပြောမယ်သူတို့ကတနက်ကိုတောင်မကြောက်ဘူးလေသွေးပေနေတဲ့မြေကြီးကတင်းချိုင်းပိုင်ရှင်ကိုအလွန်ကြွယ်ဝချမ်းသာစွာမြုပ်နှံထားတယ်ဆိုတာပြနေတယ်ဒီလိုသွေးအလောင်းတွေကတင်းချိုင်းကိုစောက်ရှောက်ပေးတဲ့အရန်ကြောက်စရာကောင်းတဲ့အရာတွေပဲသွေးအလောင်းတင်းချိုင်းဆိုတာအဆစ်
စ်နဲ့ဖြစ်စေအနီရောင်ဆေးနဲ့ဖြစ်စေပိတ်ထားတဲ့သင်္ချိုင်းခန်းကိုပြောတာလော့ရန်ကနေယူလာတဲ့မြေကြီးကသွေးရောင်ဖြစ်နေတဲ့ချင်းနဲ့ဟန်မင်းဆက်သင်္ချိုင်းတွေကအနီရောင်ဆေးနဲ့အပြင်းဆုံးပဲဒါကြောင့်ကျွန်တော်တို့မှန်တဲ့လမ်းကိုသွားနေတာချီဘရင်သင်္ချိုင်းကဒီတောင်တန်းအောက်မှာတိတ်တိတ်ရှိတယ်အနားမှာနားထောင်နေတဲ့ပါမောက္ခစုကကျွန်တော်စကားကိုကြားပြီးတက်ပြင်းချလိုက်တယ်သူကသွေးလောင်းဆိုတာကျွန်တော်စာအုပ်ထဲကဖတ်လာတဲ့ဒဏ္ဍာရီတွေပဲလို့ယူဆလိုက်တယ်စိုးရိမ်စရာမလိုပါဘူးလင်မိုချီဘရင်သင်္ချိုင်းကအောက်မှာရှိနေပြီဆိုတော့ဘယ်ကနေဝင်ကြမလဲသင်္ချိုင်းတူးဖို့ဆုံးဖြတ်လိုက်ပြီဆိုတော့အဆအရာရာပြင်ဆင်ထားရမယ်အောက်ကအလောင်းတွေပြန်ရှင်လာနိုင်တယ်ကျွန်တော်ကိုအဲ့လိုမပြောပါနဲ့ဇွန်ဘီတွေကတကယ်ရှိတာလားကျွန်တော်ရှေးဟောင်းသုတေသနညာနဲ့အချိန်တော်ကြာနေလာတာအလောင်းတွေပြောင်းလဲလာတာတခါမှမမြင်ဘူးကြောက်စရာမလိုပါဘူးအားလုံးကသူတို့ကိုအားပေးနေတာကိုကြည့်ရတာကျွန်တော်နည်းနည်းတော့ရေချင်မိတယ်ကျွန်တော်ကအားလုံးကိုသတိထားဖို့သတိပေးချင်တာဒါပေမဲ့နောက်ဆုံးတော့သူတို့ကိုပဲစိတ်လှုပ်ရှားသွားအောင်လုပ်ပေးသလိုဖြစ်သွားတယ်အဲ့ဒီလိုနဲ့ပဲရှေးဟောင်းသုတေသနအဖွဲ့ကပစ္စည်းတွေသိမ်းပြီးနောက်တစ်ခါထွက်လာပြန်တယ်ကျွန်တော်နောက်ကလိုက်လာတဲ့စူချင်းရွှဲကသိရှုပ်ထွေးစွာနဲ့မေးတယ်လင်မိုခမပြောနေတဲ့ကြပြရေးတာဆိုတာဘာကိုပြောတာလဲအဲ့ဒါကဇုံစလေးပါပဲကျွန်တော်နောက်လည်းမကြည့်ပဲဖြေလိုက်တယ်သူတို့ကိုဒီလိုကိစ္စမျိုးရှင်းပြဖို့မဖြစ်နိုင်ဘူးခင်ဗျားတို့ကိုယ်တိုင်မမြင်ရသေးတော့ဘယ်တော့မှယုံမှာမဟုတ်ဘူးသကပုံထဲမှာရှိတဲ့အတိုင်းညီမယုံမဲ2နာရီကြာတဲ့အခါကျွန်တော်တို့အိမ်ညောင်ပေါ်မှာအမှတ်အသားလုပ်ထားတဲ့နေရာကိုရောက်သွားတယ်ဒါကနေရာပဲအလုပ်ဆက်လုပ်ရအောင်ပါမောက္ခစုကအလုပ်တွေကိုစနစ်တကျခွဲဝေပေးလိုက်တဲ့အဖွဲ့ရဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုကတာမန်လောက်ပဲရှိပေမဲ့သူတို့အလုပ်လုပ်တာကတော့အလွန်ကိုကိုက်ညီမှရှိပြီးခဏလေးနဲ့ပဲဥမင်တူးတာဆက်လုပ်နိုင်သွားတယ်အထူးတပ်ဖွဲ့ဝင်9ယောက်ကလက်နက်တွေကင်ပြီးနေရာယူထားကြပြီးရှေးဟောင်းသုတေသနအဖွဲ့အတွက်သတူရန်90ရှိတဲ့လုံခြုံရေးနယ်မြေကိုစီမံပေးထားတယ်ကျွန်တော်လော့ရန်ပေါက်တူးကိုယူပြီးသူတို့ကိုသတိပေးလိုက်တယ်အားလုံးပဲအနောက်ဘက်တဲ့ကိုပဲတူးကြပါပြီးတော့တူးတဲ့အခါစောင်းပြီးတူးဖို့မမေ့နဲ့ဒေါင်းလိုက်မဖြစ်ရဘူးဒီကိစ္စခမားနဲ့ဘာဆိုင်လို့လဲကျွန်တော်တို့ကရှေးဟောင်းသုတေသနပွဲရတွေပါနေရာကိုတွေ့ပြီဆိုရင်တော့ကျွန်တော်တို့ပြောတာကိုနားထောင်တင်တယ်ဝမ်းချံပါညီလေးလင်မိုကခမားကိုစေတနာနဲ့ပြောပေးတာကိုဘာလို့အဲ့လောက်တောင်ရန်လိုနေတာလဲလင်မိုကိုကျွန်တော်တို့အဖွဲ့ခေါင်းဆောင်အဖြစ်သဘောတူထားတာမေ့မသွားနဲ့ပါမောက္ခစုရဲ့စုပူမှုကိုခံလိုက်ရပြီးတော့ဝမ်းချံပါချက်ချင်းပဲငြိမ်သွားတယ်ကျွန်တော်မှားပါတယ်အရာရှိဝမ်းချံပါရဲ့မောက်မာမှုကိုကြုံရတော့ကျွန်တော်ပြုံးလိုက်တယ်ဘာလို့လဲဆိုတော့တင်ချိုင်းထဲရောက်ရင်သူ့ကိုတကယ်သင်ခန်းစာပေးရမယ်လို့ဆုံးဖြတ်ထားလို့ပဲချီဘရင်တင်ချိုင်းအဝင်ပေါက်ကိုတွေးဖို့အချိန်မကြာလိုက်ပေမဲ့ထူးဆန်းတာတစ်ခုကတော့ဒီအဝင်ပေါက်ကတင်ချိုင်းတခိုးတွေရဲ့လမ်းကြောင်းဖြစ်နေတယ်ဆိုလိုတာကကျွန်တော်တို့မတိုင်ခင်ကတည်းကတခိုးတွေရောက်နေတာပဲအောက်ကိုတစ်ချက်ကြည့်လိုက်တော့တင်ချိုင်းကျန်းပြင်စီကို6မီတာလောက်ထပ်ဆင်းရအောင်မယ်အတွင်းထဲကနေမြူတွေထွက်နေတယ်ဖုံဖုံတွေလင်မိုကတကယ်ဆရာတယောက်လိုပဲဒီလောက်မြန်တူးနိုင်တာပါမောက္ခစုကဝမ်းသာအားရဖြစ်နေပြီးကျွန်တော်ကကျိုးတွေကိုပြင်ထားဒီတင်ချိုင်းလမ်းကတင်ချိုင်းဝင်ပဲလို့သတိပေးလိုက်တယ်နောက်ထပ်6မီတာမြင့်တဲ့နေရာတစ်ခုရှိသေးတယ်လေဝင်လေထွက်ကောင်းသွားတဲ့အထိစောင့်ပြီးမှဝင်ကြရအောင်ခင်ဗျားတို့ရဲ့ကိရိယာတွေအားလုံးအသင့်ဖြစ်အောင်လုပ်ထားပါနောက်ဆုံးတော့ချီဘရင်တင်ချိုင်းထဲဝင်နိုင်တော့မယ်ခဏအကြာမှာတော့အားလုံးအသင့်ပြင်ပြီးသွားကြပြီအထူးတပ်ဖွဲ့ဝင်3ယောက်ကရှေ့ကနေတင်ချိုင်းထဲဝင်သွားတယ်အထူးတပ်ဖွဲ့ဝင်4ယောက်ကနောက်ကနေလိုက်ပြီးရှေးဟောင်းသုတေသနအဖွဲ့ကိုအလဲမှာလုံခြုံစွာထားပေးတယ်အားလုံးကျိုးတွေနဲ့တင်ချိုင်းလမ်းကြောင်းထဲရောက်သွားတဲ့အခါကျွန်တော်တိတ်တိတ်လေးရှေ့ဆုံးကိုရောက်သွားတယ်ကျွန်တော်တို့ပဲနေရာရောက်နေတာလေသူစုကီးကအဝင်ပေါက်ကိုတွေ့ပြီလို့မပြောခဲ့ဘူးလားဝမ်းချံပါကစိတ်ရှုပ်ထွေးစွာနဲ့မေးတယ်အဲ့ဒါကိုကြားတော့ပါမောက္ခစုကခေါင်းခါလိုက်ပြီးချီဘရင်တင်ချိုင်းကအကြီးစားဖြစ်တယ်ကျွန်တော်တို့သာအဓိကတကားကနေဝင်မယ်ဆိုရင်ခမားတို့မြင်ရမှာကတန်ရီပူတွေနဲ့ပိတ်ထားတဲ့ကြောက်တကားကြီးဖြစ်မယ်ဘုံခွဲမှာပဲဝင်နိုင်လိမ့်မယ်လင်မိုခေါ်သွားတဲ့လမ်းကတော့ကြောက်တကားနောက်ကလမ်းကြောင်းပဲအဲ့ဒီအတားအဆီးကိုရှောင်ပြီးဝင်နိုင်ခဲ့တာပေါ့ဝမ်းချံပါတတွေးမျိုးချလိုက်တယ်ဒါပေမဲ့လည်းကျွန်တော်ဝင်မခံဘူးသူကတော်တော်လေးစမတ်ကြတာပဲတင်ချိုင်းနဲ့ရောက်ပြီးဆိုတော့ကျွန်တော်တို့ရဲ့အလှည့်ပဲတက်ကြီးရွယ်အိုတွေကတကယ်ကိုလှုပ်တက်သားပဲမျက်နှာပြင်မှာရှိနေတဲ့ဟန်မင်းဆက်ပကြီးတွေကိုကြည်စမ်းတာကချီဘရင်ခေါင်းထဲဝင်ချင်းဆိုတဲ့ဒဏ္ဍာရီဖြစ်နိုင်မလားပါမောက္ခစုကလှုပ်ရှားသွားပုံရတယ်တမိုင်းမှတ်တမ်းတွေအရချီဘရင်ဟာငယ်စဉ်ကတည်းကဘာအိုစုအေဂရစ်နဲ့အတူစစ်ပွဲပေါင်းများစွာလိုက်ပါခဲ့တယ်သူကိုယ်တိုင်စစ်မြင်းတပ်ကိုဦးဆောင်ပြီးအံ့ဩဖွယ်အနိုင်ရရှိမှုတွေကိုလှုပ်ဆောင်ခဲ့တယ်ဒီပကြီးတွေကချီဘရင်ရဲ့ဘဝနဲ့လုပ်ရက်တွေကိုဖော်ပြနေတယ်ပါမောက္ခစုပြောနေစဉ်မှာပဲအဖွဲ့ကတမိုင်းဝင်ပကြီးတွေကိုကြည့်နေကြတယ်ကျွန်တော်ကိုယ်တိုင်ခန်းစားကြည့်ချင်တယ်တကယ်တော့ဒီပကြီးတွေကဟန်မင်းဆက်ရဲ့ခန်းနာမှုကိုကောင်းကောင်းဖော်ပြနေတာပါရုတ်တရက်အားလုံးကနှစ်ဖက်တစ်လုံးမှာရှိတဲ့ပကြီးတွေကမှောင်မိုက်ပြီးတောက်စရာကောင်းနေတာကိုသတိထားမိလိုက်တယ်အရင်ကတောက်ပတဲ့ပကြီးတွေနဲ့မတူပဲနောက်ဆုံးကပကြီးတွေကတော့အယိုးထီအောင်ကြောက်စရာကောင်းတယ်လေတံကတော့ယောက်ျားနဲ့မိန်းမရိုးရာပွဲကနေစတင်ပြီးမှောင်မိုက်တဲ့ဘက်ကိုရောက်သွားတယ်ချီဘရင်ကတောင်ပိုင်းမျိုးနယ်စုတွေကိုကိုယ်တိုင်ဦးဆောင်တိုက်ခိုက်ပြီးတစ်ဆက်ရက်ကြာအစုလိုက်အပြုံလိုက်တပ်ဖြတ်ဖို့အမိန့်ပေးခဲ့တယ်ချီဘရင်ကတောင်ပိုင်းမျိုးနယ်စုရဲ့ရစ်ပလင်မှာကောင်းကင်ကျန်းစာကိုကင်ထားပြီးလူပေါင်း3သိန်းကိုတင်းချိုင်းဆောက်ခိုင်းခဲ့တယ်အပြိုစင်300ရဲ့နှလုံးသားနဲ့ချီဘရင်ကထာဝရအသက်အတွက်တစ်သားနဲ့ပေါင်းဆက်ဖို့အရေးခွန်ကိုခွာခဲ့တယ်နောက်ဆုံးပကြီးကားကပေ20မြင့်နဲ့ပါမောက္ခစုရှင်းပြဖို့လုပ်နေစဉ်မှာပဲသူ့မျက်နှာကချက်ချင်းဖြူဖြော့သွားတယ်ကျွန်တော်ကလွဲရင်ကြံတဲ့သူတွေအားလုံးဖြူဖြော့နေကြတယ်ဒီပကြီးမှာတော့ရှေးဟောင်းသုတေသနအဖွဲ့15ယောက်ကချီဘရင်တင်းချိုင်းနဲ့ကျိုးနဲ့ဆင်းလာပြီးလမ်းမှာပကြီးကိုကြည့်နေကြပုံကိုဖော်ပြထားတယ်တင်းချိုင်းခန်းထဲဝင်ပြီးတောက်ကောင်းတလားကိုဖွင့်လိုက်တဲ့အခါသွေးယူသွေးတန်းအလောင်းကထပြီးတိုက်ခိုက်မဲ့ပုံကိုပြနေတယ်အထူးတပ်ဖွဲ့ရာရှိဦးလေးကအရင်ဆုံးတုံ့ပြန်လိုက်တဲ့အားလုံးပဲသတိထားကြပါအထူးတပ်ဖွဲ့ဝင်6ယောက်ကချက်ချင်းပဲရှေးဟောင်းသုတေသနအဖွဲ့ကိုဝိုင်းပြီးကာကွယ်လိုက်တယ်အဲ့ဒါဘလို့လုပ်ဖြစ်
ဖြစ်နိုင်ပါလဲချီဘရင်က2000ပေါင်းများစွာကလေးကကျွန်တော်တို့ရောက်လာမယ့်အကြောင်းကိုကြိုသိနေတာလားသူတကယ်ပဲမတိမ်မျိုးဖြစ်သွားတာလားဒီလိုယူသွတ်တဲ့အတွေးကလူတိုင်းရဲ့စိတ်ထဲမှာပေါ်လာတယ်ကျွန်တော်ကိုအံ့ဩစေတာကသူချင်းရွှဲကသူ့ဖုန်းကိုမမှုပဲမြှောက်လိုက်တာပဲဒီဘက်ကြီးကို live တဲကပရိသတ်တွေမြင်ရအောင်ရှင်းရှင်းလင်းလင်းရိုက်ထားလိုက်ပါမဖြစ်နိုင်တာခင်ဗျားတကယ်ပြောနေတာလားဒီပကြီးကတကယ်ပဲသူတို့ကရှင်းဟောင်းသူတေသနအဖွဲ့ရောက်လာမယ့်အကြောင်းကိုကြိုပြောထားတာအံ့ဩဖို့ကောင်းတယ်သူတို့15ယောက်ရှိတယ်သူတို့ဝတ်ထားတဲ့အဝတ်စားတွေကအစအသေးစိတ်ကြည့်နိုင်တယ်